ဒီလိုမျိုးခောက်ဆွဲမျိုးပေါင်း50ကျော်ကိုမြန်မာ900ချက်ကနေစပြီးတော့ကိုရိုင်းပြုတ်စားလို့ရမယ့်အပြင်အေးတွေပါ free flow တောက်လို့ရတယ်လဲထဲမှာ budget ထိလို့ရမယ့်နေရာအသစ်ကလေးကိုတွေ့ထားရမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်ဗီဒီယိုလေးရဲ့အဆုံးမှာလည်း1000 gift voucher 10ရောက်စာပါသေးရဲ့နော်ဆိုင်ဒီနေ့လဲလုံးကိုရောက်တုံးသူ့နှစ်လွှာမှာဒီ MR လေးအစ်စ်ဖွင့်ထားတာလဲတွေ့ရတယ်ဝင်ပတ်ကြည့်ရင်ဒီမှာလဲခောက်ဆွဲ brand ဆောင်ကိုတနေရာထဲမှာရတယ်ဒီ M noodle လေးကိုလည်းတွေ့ရတယ်ဆိုင်ကဝင်ပြီးဆက်စုခဲ့လိုက်တယ်ပေါ့နော်သူစီမှာလေးခောက်ဆွဲတွေကဒီလိုမျိုး local brand တွေ Korea brand တွေလည်းအစုံရှိရယ်ဈေးတွေကလည်းဒီလိုမျိုး local brand ကို900နေစပြီးတော့ဒီလို Korea brand တွေဆိုလို့ရှိရင်1000လောက်ထိရှိရယ်ပေါ့နော်ပြီးတော့ကိုစိတ်ချက်ထည့်စားလို့ရတယ်ဒီလိုမျိုး one more long cheese နဲ့အသီးရွက်လေးလည်းရှိရယ်တက်ကြတဲ့ပွဲကို2000ဝန်းကျင်ပဲဆိုတော့ဈေးလေးလည်းမဆိုးဒီလိုအသားပေါင်းစေးကျုံနဲ့ sausage လေးလည်းရတယ်ပြီးတော့2000ချက်ပေးုံနဲ့အေးတွေပါ free flow တောက်လို့ရသေးတယ်ပြီးတော့ကိုယူထားတာလေးတွေကိုဒီကောင်တာမှာရှင်းပေးလိုက်ရုံပဲပြီးရင်တော့ဒီမှာခောက်ဆွဲလေးစားပြုတ်စားလို့ရပြီပေါ့နော်သူကခောက်ဆွဲမပြုတ်တတ်လို့ရှိရင်လည်းဒီလိုအညွန့်လေးလည်းရေးပေးထားသေးတယ်ဆိုင်ကတော့ကိုရီးယားဆန်ဆန်လေးစားချင်တာနဲ့ဒီလိုပဲခောက်ဆွဲရပြီးတော့ရှင်းရာမန်နဲ့ kimchi ခောက်ဆွဲလေးအဓိကယူခဲ့လိုက်ပါတယ်တော့ဒီလိုမျိုးအလူမီနီယံဖိုင်လေးနဲ့ပြုတ်စားရတာဆိုတော့တော်တော်လေးလည်းအဆင်ပြေရယ်အမှဆိုင်ကတော့ဆော့ဆော့ယူခဲ့တဲ့ one more amore နဲ့ပြီးတော့အသေးရွက်လေးပါထည့်ပြီးတော့ပြုတ်တော့မယ်ပေါ့နော်ပြီးတော့ဆက်ကလည်းရေဒီတိုင်မာတွေတခါတည်းချိန်ပြီးသားဆိုတော့ကိုကစားပြုတ်မယ်ဆိုလို့ရှိရင် start လေးနှိပ်လိုက်ရုံပဲပေါ့နော်ကိုကတိတ်ပြီးတော့မပြုတ်တတ်သေးဘူးဆိုလို့ရှိရင်လည်းဘေးမှာရှိတဲ့ဝန်ထမ်းလေးတွေကိုမေးလို့လည်းရတယ်အရေးမဟုတ်ဘဲနဲ့အတုပ်စားမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးရေစစ်ဖို့စကားလေးတွေပါတခါတည်းထားပေးထားတယ်ကဲဒါဆိုရင်တော့ကိုစိတ်ကြိုက်ရွေးထားတဲ့ခောက်ဆွဲတွေရေစိတ်ကြိုက်ထည့်ထားတဲ့အသားလုံးတွေနဲ့ဒီလို noodle date လေးလုပ်လို့ရပြီပေါ့နော်ဒီခောက်ဆွဲ brand ဆောင်ကိုတနေရာထဲမှာရတဲ့ noodle ဘားလေးလုပ်ပေးထားတာကတော့လေဒီလဲလန်းသွားမှာရှိတဲ့လူငယ်တွေအတွက်တော့လုံးဝ trend ဖြစ်လာမဲ့နေရာလေးတစ်ခုဖြစ်မှသိကြတယ်ဆိုင်တို့စားလေးဆိုလို့ရှိရင်ကိုရီးယား brand မှာတစ်ထုပ်ကို9000ဝန်းကျင်လောက်ပဲရှိရဈေးလေးတွေကလည်းအဆင်ပြေတယ်ဒီလိုမျိုးစီချက်ဦးလေးလည်းမှာလို့ရတယ်ပေါ့နော်သူကကြောက်လေးခောက်ဆွဲမှာထည့်စားလို့ရှိရင်တော့တော်တော်လေးမိုက်တယ်ပြီးတော့2000နဲ့လည်းဒီလိုမျိုးအေး3မျိုးပါ free flow တောက်လို့ရသေးရဲ့။ဒါကြတော့ orange ရယ် strawberry ရယ်နောက်သူမျိုး cream soda ဖြစ်မယ်ထင်တယ်။မစိုးပေါ့နော်ဈေးလေးတွေကလည်းတန်တယ်။ဒါကတော့လေလူငယ်တွေကြိုက်လဲထဲမှာနေ budget တိတ်လို့ကောင်းတဲ့နေရာမျိုးလေးပေါ့နော်။ဒီဆိုင်မှာဆိုလို့ရှိရင်လေလူငယ်လေးတွေနဲ့အတွဲလေးတွေလာစားကြရလဲများတယ်။ဆိုင်ကတော့လေဖွင့်တာတပတ်ဆက်လောက်ပဲရှိသေးရဲ့ဆိုပေမဲ့ဒီလိုနေ့လည်နေကင်းတို့ကြောင်းစင်းချိန်အဲ့လိုရုံစင်းချိန်တွေဆိုလို့ရှိရင်တော့လူကတော့အပြည့်ပဲပြီးတော့ဒီလ18ရက်နေ့မှာလည်း grand opening ရှိရပေါ့နော်အဲ့ဒီနေ့မှာဆိုလို့ရှိရင်လည်းအမိုင်စား promotion တွေရှိရဆိုတော့တခါတော့သွားကြည့်ကြနော်ပြီးတော့ဒီဗီဒီယိုလေးကို like and share ပြီးတော့ဘယ်သူနဲ့တူသွားစားခြင်းလဲဆိုတာကို comment မှာ mention ခေါ်ခဲ့တဲ့သူတွေက10ယောက်တိတိကိုလည်း1000 gift voucher လက်ဆောင်ပေးသွားအောင်ပါနော်ကဲဒါဆိုရင်တော့လဲရလို့ရှိရင်ကိုချစ်သူလေးနဲ့ဒီလိုမျိုးကိုရီးယားဆန်ဆန်ဒိတ်လေးလုပ်လို့ရပြီနော်ရေစားမရှိတဲ့သူတွေဆိုလို့ရှင်လည်းအားမငင်နဲ့ဒီတောင်ဝိုင်းလေးမှာထိုင်ပြီးတော့အစင်လေးတွေကိုထိုင်ငန်းလို့လည်းရသေးတယ်။စားလို့လည်းပြီးပြီဆိုတော့ဆိုင်းခုဒီအစ်စ်ဖွင့်လာတဲ့ MR ထဲမှာပဲမုံလေးတွေရှောက်ဝယ်လိုက်ပါအောင်မယ်။ဒါဆိုရင်တော့ဆိုင်းနောက် vlog တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲတတာ။